စစ်ဘေးဆောင်ဆိုတော့ဒါကောင်းဒါရဲဘော်တွေကိုပို့ရနေကြသူတို့နည်းနည်းဝေးတယ်ဆိုထမ်းတာလေဒီမဲ့ဒါကြံရင်ဘူးတွေကြံရင်ဘူးဆိုတော့စစ်ဘေးဆောင်ဆိုအဲ့တော့ဒီကြံရင်ဘူးအကုန်ယူသွားတာပြီးဒီကြံရင်ဘူးအကုန်ယူသွားပြီးဆန်အိတ်ကြီးချတဲ့စစ်ဘေးဆောင်ဆိုတော့ဟုတ်တယ်စစ်ပေးတာဆန်အိတ်ကြီးနားလိုက်အားလည်းနားတယ်မအားလိုက်ကြတယ်我们是老板包的。ตอนนี้ไม่อยู่เลย ဒီအိတ်ကြီးကဘာဘယ်လိုရပြီ။အဲ့ဒီဘယ်လိုအားရ။Mama set. ဒီဟာလေးမယ်သူတို့ဟာလေးရတယ်လေဟို မမရှိသေးတယ် Set ပါပေးရတယ်လေကို ။မရှိသေးတယ်။ကိုဘာပါပြန်ဖြစ်တယ်မအဟောင်းမဟုတ် အဝတ် အဲ့ဒီဟာလည်းတစ်သေးအရင်ပေးထားတာတက်တက်လေးတွေပဲမှာ အဝတ်လို့လေတက်တက်လေးတွေ ။ဒီဟာကကျွန်တော်တို့ဒါထိုင်ဝမ်မနုနုရဲ့အကိုဘန်ကောက်ကနေသူကအမြဲအစ်စ်တွေလာပို့တယ်။ဒါပါကင်သူဆိုင်မှာဘန်ကောက်မှာရောက်တဲ့ပါကင်အစ်စ်တွေအဲ့ဒီချက်အဲ့ဒါဟိုမှာသွားလို့ရှိရင်မှတ်တမ်းလေးပါလေရဒါရိုက်ပါအဲ့ဒါတော့ပိတ်ထားတယ်ဟုတ်တယ်အဲ့ဒါလေးက ဒီမှာဆိုကွက်တီပဲ စားရစီဝင်လေ အဲ့ဘူနော်အပေါင်းလေးကျေသူက ဟုတ်တယ်ဒါဝေရောက်နေပြီအိမ်မှာတစ်ထည့်ကြည့်တယ် ဒီမှာဒါကျွန်တော်ထိုင်ဝမ်ကမနုနုရဲ့အကိုပေါ့နော်ဘန်ကောက်ကနေလူပေးထားတာအဲ့ဒါမှအင်ကြီးတွေရှယ်ပဲ ဟုတ်တယ်ပါလဲကောင်းတယ်အဲ့ဒါ နွေးမယ်အဲ့ဆိုဒီကသူစစ်ဘေးရှောင်နေတဲ့အတော်ဖြစ်သွားတယ် ဒီနေ့တစ်ခွက်ဒီနေ့စကားနှစ်ကားလေးဆိုတော့အဲ့ဒီလိုအမအေးလေး ငါကပိတ်ကောင်းလို့ပေါင်းပေးလိုက် မပြီးကတိုင်းတော့ပြရမယ် မလုံး သူပြည့်စစ်ဘေးရှောင်နေနေကြည့် အဲ့ဒါတေရောရလား ရအဲ့တင်ရဟာအဲ့ဒီလေနောက်ပေါ်နေစစ်ဘေးရှောင် သူဒီတဲ့ပြီပါအဲ့ဒါကောင်းပါ ခါဝင်မင်းလေးအင်းကြီး ကဲဒါကကျွေးသုံးထောင်နေကျွန်တော်ဘုမပြတော့နော်ဒီမှာ ဒီဟာအသေးချင်းပြန်တော့ဒီ အဲ့ဒါဆိုအဲ့ဒီဟာရဲ့အဲ့ဒီဘူးက ကြားရည်ရ ဟုတ်ပဲကြံကြီးအဲ့ဒါဘယ်စိမ်းမှလို့ရှိရင်ရအဲ့ဒါဆိုရဖြစ်ဟုတ်တယ်လားဟုတ်တယ်အဲ့ဒါရှိအဲ့ဒါဆိုရင်ကတိရင်ဒါပေါ့နော်ကျွန်တော်ဒီမှာစံအိတ်တွေရယ်မမားဆက်ပါမမားတော့နဲနေပြီပြီးရင်ဒီအဝိရိတ်ခါရယ်ပြီးကြံရည်ဘူးတွေကြံဘူးကအကုန်မဲ့ဆိုစစ်ဘေးဆောင်ဖြစ်တဲ့အတွက်သုံးလုံးတဘူးတော့စားလို့ရအဲ့မလို့မကြည့်ကြဘူးအဲ့ဒါပုံကဟုတ်ကဲ့ ဒီဘူပါဒီ ဟုတ်ကဲ့နည်းတော့ဒါတော့မနည်းဘူးလားသူအဝတ်ရမျိုးဟိုရမဟိုလားနတ်တိချလေးပြတ်ဖက် ဟုတ်ကဲ့ချလို့ရ ဒီသူလည်းဆောင်ပေးကြတယ်နော်မကောင်းဘူးပြန်စစ်ဘေးရှောင်လို့နော်လက်ရှိစစ်ဘေးရှောင်တွေကလေကျွန်တော်တို့ဟိုဘက်မှာဆိုနေရာတွေတီနေရာတွေပြလို့မရတဲ့နေရာတွေရှိတယ်ဥမာထုံးထုံးသွားနေရတော့ပြလို့ရမရတော့မသိ ဘောတော့ဘမ အခုဒီဘက်မှာတချို့အဲ့တချို့မဟုတ်ဒီဘက်မှာဟာဆိုဗီဒီယိုမှတ်တမ်းတော့ပေးပြီဗီဒီယိုမှတ်တမ်းပေးပြီဆိုကိုရီးယားဒီလူတွေဟာတွေကိုဆက်ပြရမှာအဲ့ဒါကြောင့်ပင်ပန်းတယ်သူတို့ဘက်ကပြောတာမှန်တယ်ဒီစစ်ဘေးရှောင်ဆိုထိုင်းထဲမှာလည်းမဟုတ်ထိုင်းထဲမှာနေတတ်ဆိုတော့တီနေရာပေးလိုက်ဟိုလေနဲ့ဘုံကျဲမှာဆိုအဲ့ဒါမျိုးအဲ့လိုအခက်အခဲတွေရှိတယ်
အဲ့တော့စစ်ဘေးရှောင်တွေတို့လည်းရိတ်ခါတွေလိုအပ်နေပါလေနော်အခုလက်ရှိတင်းနိုင်တိုင်းမှာအားလုံးသိတဲ့အတိုင်းဒီကောင်နဲ့စကန်းသိမ်းမှုကအဲ့ပတ်လည်းအကုန်လုံးဘုံကျင်းမှာဒါကြောင့်မလို့ရိတ်ခါများများစုပေးပါရိတ်ခါလူမဲ့လူတွေပေါ့နော်ကျွန်တော်လိုက်ယူပေးပါမယ်အဓိကတော့စံစီမမငါးတစ်တာပေါ့ အားရလားမအေးမရမတဲ့ရတော့တင်သွားတယ် တက်လာပြန်ပြီကဲနောက်ထပ်တစ်ဖွဲ့ထက်လာပြီဒီမှာဒီဟာကြတော့မြေပြင်ကိုတိုက်ရိုက်ချပေးမှဖြစ်တဲ့အတွက်ဒါတင်းနိုင်တိုင်းလေးရပဲเนาะတင်းနိုင်မှာမလုပ်နဲ့စကန်တွေတိန်းနေကြတယ်စကန်တွေတိန်းအားရှိဖို့လိုတယ်အားရှိဖို့အတွက်ငါတို့ရဲဘော်တွေကိုအားစေးတွေကျွေးမယ်ဒီမှာကြည့်လိုက်ဒါတွေအားလုံးကဘီလူလှူထားတာပါเนาะအထူးသဖြင့်ဒါပထုံဌာနီကကိုဝါတုတ်တို့ဒါတောက်လျှောက်ကိုဝါတော့တစ်ခါကျရင်တက်လာတဲ့တော့ကားနှစ်ခေါက်ကြတယ်အဲ့ပထုံဌာနီဈေးထဲမှာသူတို့လှုပ်အားခါနဲ့သူတို့ကသူတို့เนาะအလုပ်လုပ်ပြီးတော့ဝယ်ပြီးတော့လှူတာအဲ့တော့ပထုံဌာနီကကိုဝါတုတ်အပါဝင်ဒါထိုင်းရောက်နေတဲ့မြန်မာပြည်သားတွေလှူထားတာဒါကတော့ဝေလာအကွေကြီးရဲ့စက်သား6တွေနော်စက်သားအမြောင်း6လောက်ထားကျွန်တော်ပြမယ်ဒီမှာကြည့်လိုက်ဟဲ့ငပေါက်တို့ဖြူခွေးတွေဆိုဟိုရက်ကထမင်းကလို့အော်နေတာဟုတ်တာမကြည့်လိုက်စက်သားစက်အသားတီးတန့်ကိုအမြောင်း6လောက်ထားတာမကြည့်လိုက်နော်အပေါက်မကြည့်နဲ့ဟိုးနော်ဒီမှာကြည့်လိုက်တွေ့လားဒါဆိုရင်ကျွန်တော်ထမင်းနဲ့စားလို့ရတယ်ဟိုမီးဖုတ်ဆရာတော့မလို့တော့အမှန်တကယ်ဆိုလေတခါတည်းအဲ့တော့ဒီနေ့ချပေးမှာတော့ဒီစက်သား6ကဲစံရဲ့အဓိကပေါ့နော်ဒီလမှာစီနဲ့မမားကတော့ကုံတော့ဖြစ်နေပြီမမားကတော့ဒီမှာ10ဘာလောက်ရှိတယ်ရှိတဲ့ဟာကုံချပေးမယ်ပြီးရင်အခြားဟာတွေပေါ့ဒါကတော့စက်သားကြောက်ပေါ့နော်စက်သားကြောက်ကီလို30ပြီးလို့ရှိရင်မမတော့ရှိတာအကုန်ချပေးလိုက်တာပေါ့နော်ဒီမှာကျွန်တော်တို့မမနဲနေပြီပြီးလို့ရှိရင်အခြားကျွန်တော်အချိုမုတ်တို့စားတို့တကြားတော့ဒါဖုံဖုံလှူပေးထားတာတကြားပေါ့နော်ကျွန်တော်အဖွဲတွေချတဲ့နေရာမှာမျှတပြီးတော့ချပေးရပါအချိုမုတ်ပဲတကြားရယ်စားရယ်ဒါပါတဲ့ဟာပေါ့နော်အကုန်လုံးစုပြီးချပေးလိုက်တာဒါတော့မြို့ပြီးမှုတ်ဖြစ်ပါလေမြို့ပြီးမှုတ်ကလှူထားတဲ့အလူချင်းလှူထားတာအခုထိကြံနေတာပေါ့ဘယ်လိုလဲဟိုတစ်ဖွဲ့တည်းတော့ကျွန်တော်တို့ဒီအကုန်လုံးပေးလို့မရဘူးလေအဲ့ဒီအတွက်ညှပ်တာပြီးတော့ပေါ့ဒါပေမဲ့အောက်ကရဲဘော်တွေအနေနဲ့အခုနဲ့စံရစီမမငါတစ်တာဆိုရင်တော့သူတို့ကအဆင်ပြေးနေပါဘူးစားတယ်ဆိုတာကဖြစ်တယ်လို့ပဲသူတို့စားကြတာလေကိုအိမ်တွေမှာလို့ဟိုကျွန်တော်ထိုင်းရောက်ပြီဆိုရင်ကြက်ဥတို့ငါတစ်တာတို့မမားတို့ဆိုတာဒါဟိုမစားခြင်းနဲ့အစားအစာဟုတ်တယ်မထိုင်းရောက်တိုင်းဆိုတာကြက်ဥတို့မမားတို့စားနေရဒီကောင်ပတ်စံမရှိတော့ဘူးဆိုတဲ့ဟာမျိုးခဏနေကြတာပေါ့နော်အဲ့တော့ဒါပေမဲ့အဲ့ဒီကျွန်တော်တို့ထိုင်းမှာကိုယ်စီးပွားကိုရှာပြီးကိုယ်အလုပ်ကိုလုပ်နေတဲ့သူတွေမစားခြင်းနဲ့ငါတစ်တာတို့မမားတို့ဆိုတာကျွန်တော်ရှေ့တန်းမှာရဲဘော်တွေအတွက်ကတော့တကယ်တန်ဖိုးရှိတဲ့အစာတွေပဲဖြစ်တယ်အဲ့တော့အဲ့လိုမျိုးချွတ်တက်နဲ့တိုင်းပြည်အတွက်တွေတက်ပြီးပြီးတိုက်တယ်သူတို့အတွက်လာကလည်းမရဘူးယာဒူးလည်းမရဘူးအဲဒီတိုင်းပြည်တော်လှန်ရေးအောင်မြင်သွားလို့ရှိရင်လည်းသူတို့အတွက်သူတို့ကဘာဗိုလ်ချုပ်ကြီးဖြစ်မယ်ညာဗိုလ်ချုပ်ကြီးဖြစ်မယ်ကာကွယ်ဦးစီးချုပ်ကြီးဖြစ်မယ်ဆိုတဲ့ဟာမျိုးလည်းမရှိဘူးသူတို့တွေကဒီတိုင်းပြည်အတွက်ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်နေတဲ့စိတ်တစ်ခုနဲ့ပဲတိုက်နေကြတာကော်ဖီထုတ်ကြီးတစ်ထုပ်တကြား4ကီလိုစား1ကီလိုဟမ်ကြား4ကီလိုစက်သားကြောက်30ကီလိုထုံး3ကပ်မမ73ပါမဆလာအထုပ်ကြီးတစ်ထုပ်မြူတီးမှုတ်4ကီလိုဒါပေါ့နော်အဲ့ဒါလေးချပေးလိုက်တဲ့စရင်တင်ပါကဲဒါကတော့ဒီညနေချပေးလိုက်တာတစ်ဖွဲ့ပေါ့နော်အဲ့တော့ကျွန်တော်ရှိမှစံအိတ်ကအခုဒီမှာအခုမြင်တဲ့လောက်ရှိသေးတယ်စံရှိတယ်ကြက်သားကြောက်ရှိသေးတယ်ပြီးရင်အချိုမုတ်ရှိတယ်ပြီးလို့ရှိရင်ပါရှိတယ်အဲ့ဒါပဲပေါ့နော်လောလောဆယ်ရိတ်ခါကတော့အဲ့လောက်ကုန်းနေပြီမမားလုံးဝပြတ်သွားပြီငါတစ်တာလုံးဝပြတ်သွားပြီပြီးရင်စီလုံးဝပြတ်သွားပြီအရေးကြီးတဲ့တဲမှာမမားငါတစ်တာစံစီဒါဒီခုကိုကျွန်တော်အဓိကထားဖြစ်တဲ့အတွက်မမားရဲ့ငါတစ်တာရဲ့စံတွေစီတွေအခြားငရုတ်ဒီတွေကြက်တုံတွေလှူရင်တော့ပိုကောင်းတော့ဗျာကျွန်တော်လောလောဆယ်တော့ဟ
ဟိုကြက်တုံတို့ဘာလို့ညာတို့ကအလှရှင်ရှိတော့ကျွန်တော်ပေးလိုက်တယ်တကူးတကဝယ်တော့မပေးဘူးအဓိကအလှရှင်တွေလှူနိုင်မှုဆိုတာစံများများလိုအပ်တာပေါ့အဓိကစံရယ်စီရယ်ငါမမငါတက်တာဒါတွေကိုကုညီထောက်ပတ်နိုင်တဲ့လူတွေအနေနဲ့ကုညီထောက်ပတ်နိုင်ပါတယ်ကျွန်တော်တို့တောင်ပိုင်းကိုအားမလောက်ဝယ်မရှိဘူးဆိုပေမဲ့လည်းတောင်ပိုင်းမှာလည်းအလုတ်လုံနေတဲ့ရဲဘော်တွေအများကြီးရှိတယ်ဆိုတဲ့အတွက်ကျွန်တော်တို့နော်ဟိုဘက်တွေကိုပတ်စံပို့နိုင်တဲ့ data တွေကိုပတ်စံပို့သလိုဒီဘက်မှာရိတ်ခါပို့နိုင်တဲ့ data တွေကိုကျွန်တော်ရိတ်ခါပို့နိုင်အောင်ကြိုးစားနေတာဖြစ်ပါတယ်နော်ဒါကြောင့်မလို့ရိတ်ခါတွေလည်းလူကျင်တဲ့ညီကိုမောင်နှမတွေလူလို့ရပါတယ်လို့နော်အားလုံးဒါမြင်အောင်ပြတာပါနောက်ပြီးတော့ဟုတ်တယ်တင်တန်းတွေလည်းရှိတယ်တဲ့လားလုံချုံကြီးကတော့ကျွန်တော်မပြောဘူးနော်ဘယ်နေရာလေးမှာဆိုတော့အဲ့ဒီအတွက်အာမခံထားတာရှိတယ်ဒါကြောင့်မလို့ရိတ်ခါတွေများများလိုအပ်ပါတယ်လို့နော်ရိတ်ခါလူကျင်တဲ့လူတွေကျွန်တော်ဆက်သွယ်ပြီးတော့ကူညီထောက်ပံ့နိုင်ပါတယ်ကဲဒါကတော့အဲ့ဒါစစ်ဘေးရှောင်နဲ့အောက်ကရင်းအတွက်ချပေးလိုက်တဲ့ဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်နောက်ဗီဒီယိုမှာဆုံမယ်ဘိုင်ဘိုင်